မင်္ဂလာပါပြည်သက်ကြီးရေရန်ကုန်မြို့မှာဖြစ်ပွားခဲ့တဲ့အခုဖြစ်ရဟာကြားသူတိုင်းကိုအားသိစေခဲ့တဲ့ဖြစ်ရတစ်ခုဖြစ်ပါတယ်ပြန်ပေးဆွဲခံထားရတယ်လို့မိဘတွေကိုယုံကြည်အောင်ဟန်ဆောင်ပြီးကိုယ်တိုင်မိဘတွေစီကနေငွေကျပ်300တောင်းခံခဲ့တဲ့တားဖြစ်သူနဲ့သူဤစားတို့ကိုရဲတပ်ဖွဲ့ကဖမ်းဆီးနိုင်ခဲ့တဲ့အကြောင်းကိုအစားအဆုံးတင်ဆက်ပေးသွားပါမယ်ဖြစ်စဉ်အရဇွန်လ25ရက်နေ့မှာသင်္ကန်းကျွန်းမြို့နယ်မှာနေထိုင်တဲ့ကင်မရာသမားမောင်ငိမ့်ချမ်းဦးဟာအလုပ်သွားရင်းရုတ်တရက်အဆက်အသွယ်ပြတ်တောက်သွားခဲ့ပါတယ်။ဖုံးဆက်လို့မရတော့သလိုဘယ်နေရာကိုရောက်နေတယ်ဆိုတာကိုလည်းမိသားစုဝင်တွေမသိနိုင်တော့တဲ့အတွက်စိုးရင်ပူပန်မှုတွေမြင့်တက်လာခဲ့ပါတယ်။တားဖြစ်သူကိုရှာဖွေဖို့မိသားစုဝင်တွေကနေရာအနှံ့စုံစမ်းရှာဖွေခဲ့ကြပြီးလူမှုကွန်ရက်စာမျက်နှာတွေမှာလည်းလူပြောက်ကြော်ညာတွေတင်ကပြည်သူတွေရဲ့အကူအညီကိုတောင်းခံခဲ့ကြပါတယ်။မိဘတွေအနေနဲ့တားဖြစ်သူဘေးကင်းဖို့ကိုသာဆူတောင်းနေခဲ့ကြပါတယ်။အဲ့ဒီလိုစိတ်ပူနေတဲ့အချိန်မှာပဲဇွန်လ29ရက်နေ့မှာမိခင်ဖြစ်သူရဲ့ဖုန်းကိုအမည်မသိသူတဦးကဆက်သွယ်လာခဲ့ပါတယ်။ဖုန်းခေါ်သူကတားဖြစ်သူကိုပြန်ပေးဆွဲထားကြောင်းလူပြောက်ကြော်ညာတွေကိုအကုန်ဖျက်ပြရမယ်လို့ပြောခဲ့ပြီးငွေကျပ်300ပေးမှသာတားဖြစ်သူကိုပြန်လွှတ်ပေးမယ်လို့ချင်းချောက်တောင်းဆိုခဲ့ပါတယ်။ဒီသတင်းကြောင့်မိခင်ဖြစ်သူဟာအလွန်မဲ့စိတ်ထိခိုက်သွားခဲ့ပြီးကျန်းမာရေးပါထိခိုက်လာတယ်လို့သိရပါတယ်။သားသမီးကိုချစ်တဲ့မိဘတယောက်အတွက်ဒီလိုသတင်းမျိုးဟာအလွန်ကြီးမားတဲ့စိတ်ဒဏ်ရာဖြစ်စေခဲ့တာပါ။ထူးခြားတာကတော့အဲ့ဒီဖြစ်စဉ်အပြီးမကြာခင်မှာငိမ့်ချမ်းဦးရဲ့ရည်စားဖြစ်သူဒေါက်တာခိုင်စုရီကငိမ့်ချမ်းဦးရဲ့အတော်ဖြစ်သူထံဖုန်းဆက်ပြီးမိခင်ဖြစ်သူရဲ့ကျန်းမာရေးအခြေအနေကိုမေးမြန်းခဲ့ပါတယ်။အဲ့ဒီလိုဆက်သွယ်လာတာဟာစုံစမ်းစစ်ဆေးနေတဲ့တာဝန်ရှိသူတွေအတွက်တန်တရားဖြစ်စေရာအချက်တစ်ခုဖြစ်လာခဲ့ပါတယ်။တာဝန်ရှိသူတွေကဖုန်းနံပါတ်တွေကိုအသေးစိတ်စစ်ဆေးခဲ့ရာမိဘတွေစီကိုငွေတောင်းတဲ့ဖုန်းနံပါတ်နဲ့အတော်ဖြစ်သူစီဆက်သွယ်ခဲ့တဲ့ဖုန်းနံပါတ်နှစ်ခုစလုံးဟာဒေါက်တာခိုင်စုရီရဲ့အမည်နဲ့မှတ်ပုံတင်ထားတဲ့စင်ကတ်တွေဖြစ်နေတာကိုတွေ့ရှိခဲ့ရပါတယ်။ဒီအချက်ကြောင့်စုံစမ်းစစ်ဆေးရေးအဖွဲ့ဟာဖြစ်စဉ်ကိုပုံမအနီးကစောင့်ကြည့်ခဲ့ပြီးနောက်ထပ်သက်သေအထောက်အထားတွေကိုဆက်လက်စုဆောင်းခဲ့ပါတယ်။ဇွန်လ30ရက်နေ့မနက်ပိုင်းမှာတော့မိဘတွေစီကိုဖုန်းထပ်မံဝင်လာခဲ့ပါတယ်။ဒီတစ်ချိန်မှာတော့ဖုန်းခေါ်သူကအတန်ကိုရည်ရွယ်ချက်ရှိပြောင်းလဲထားပြီးအချိန်ပေးထားတာ3ရက်ရှိပြီးငွေပဲတော့လွှဲမှလဲမလွှဲရင်သားကိုစစ်မှုထမ်းစင်းနဲ့ထည့်လိုက်မယ်လို့ထပ်မံချင်းချောက်ခဲ့ပါတယ်။ပိုပြီးအံ့ဩစရာကောင်းတာကငွေကျပ်300ကိုလွှဲပေးရမယ့်အကောင့်ဟာပြန်ပေးဆွဲခံထားရတယ်လို့ဆိုထားတဲ့ငိမ့်ချမ်းဦးရဲ့ကိုပိုင် KB အကောင့်ဖြစ်နေခဲ့ပါတယ်။ဒီအချက်တွေကိုအခြေခံပြီးဤပညာအကူအညီတွေနဲ့ဆက်လက်စုံစမ်းခဲ့ရာဇွန်လ30ရက်နေ့မွန်းတက်ချိန်မှာတာမွေမြို့နယ်ရှိဟိုတယ်တစ်ခုအတွင်းငိမ့်ချမ်းဦးနဲ့ဒေါက်တာခိုင်စုရီတို့2ဦးရှိနေတဲ့နေရာကိုအတိအကျဖော်ထုတ်နိုင်ခဲ့ပါတယ်။အဲ့ဒီနောက်ဟိုတယ်ကိုဝင်ရောက်ဖမ်းဆီးခဲ့ရာ2ဦးစလုံးကိုလက်ရဖမ်းဆီးမိခဲ့ပါတယ်။စစ်စင်မေးမြန်းချက်တွေအရငိမ့်ချမ်းဦးကသူနဲ့ရည်စားဖြစ်သူဟာရေရှည်အတူလွတ်လပ်စွာနေထိုင်ခြင်းတဲ့အတွက်မိသားစုနဲ့အဆက်အသွယ်ဖြတ်ခဲ့ပြီးမိဘတွေစီကငွေရဖို့ပြန်ပေးဆွဲခံထားရသလိုဟန်ဆောင်ကငွေတောင်းဖို့အစီအစဉ်ဆွဲခဲ့တာဖြစ်ကြောင်းဝန်ခံခဲ့တယ်လို့သိရပါတယ်။အခုလိုဖြစ်ရဟာမိဘတွေရဲ့မေတ္တာနဲ့စိုးရိမ်ပူပန်မှုကိုအလွဲသုံးစားလုပ်ပြီးငွေကြေးရယူဖို့ကြိုးစားခဲ့တဲ့ဖြစ်စဉ်တစ်ခုအဖြစ်လူမှုအတိုင်းအဝိုင်းအတွင်းကြကြပြန့်ပြန့်ပြောဆိုနေကြပါတယ်။လက်ရှိမှာတော့ငိမ့်ချမ်းဦးနဲ့ဒေါက်တာခိုင်စုရီတို့2ဦးကိုသက်ဆိုင်ရာဥပဒေများနဲ့အညီဆက်လက်အရေးယူဆောင်ရွက်နေတယ်လို့သိရပါတယ်။ဒီဖြစ်ရပ်ဟာမိသားစုရဲ့ယုံကြည်မှုနဲ့မေတ္တာကိုအလွဲသုံးစားမလုပ်သင့်ကြောင်းငွေကြေးရရှိဖို့အတွက်ဥပဒေချိုးဖောက်တဲ့နည်းလမ်းတွေကိုရွေးချယ်မယ်ဆိုရင်နောက်ဆုံးမှာအရေးယူမှုတွေကိုရင်ဆိုင်ရမှာဖြစ်ကြောင်းသတိပေးလိုက်တဲ့ဖြစ်ရပ်တစ်ခုလည်းဖြစ်ပါတယ်။ဒီသတင်းနဲ့ပတ်သက်ပြီးပြည်သက်တွေအနေနဲ့ဘယ်လိုမြင်ကြလဲဆိုတာကိုလည်းမှတ်ချက်မှာမျှဝေပေးခဲ့နိုင်ပါတယ်။ကျေးဇူးတင်ပါတယ်ခင်ဗျာ။